နိုင်ငံခြားမှာကြောင်းတက်ခြင်းပင်မဲ့ဘေးနိုင်ငံမှာကြောင်းတက်ရမှန်းမသိဘူးဆိုလို့ရှိရင်ဒီမေးခွန်းတွေကိုအရင်မေးကြည့်ပါပထမတစ်ချက်ကတော့ကိုကပညာရေးကိုဦးစားပေးချင်တာလားဒါသို့မဟုတ်အလုပ်ကိုင်တွေ့ကြုံကိုပို့ပြီးတော့ဦးစားပေးချင်တာလားတချို့နိုင်ငံတွေကဒီစာတင်ကြားရေးအပိုင်းကိုပို့ပြီးတော့ဦးစားပေးကြရတယ်ပညာရေးအတွက်ပိုကောင်းတဲ့နိုင်ငံတွေပိုရှိရပေါ့နော်တချို့နိုင်ငံတွေကြတော့အလုပ်ကိုင်တွေ့ကြုံရဖို့ပို့ပြီးတော့လွယ်ကူတဲ့နိုင်ငံတွေရှိတယ်အဲ့တော့ကိုကဘယ်လိုပုံစံမျိုးကိုပို့လို့ခြင်းလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်ဒုတိယတစ်ချက်ကတော့ကျောင်းပြီးတဲ့အခါမှာအဲ့နိုင်ငံမှာပဲနေပြီးတော့အလုပ်ဆက်လုပ်ချင်တာလားဒါသို့မဟုတ်အခွင့်အရေးရှိတဲ့ခြားနိုင်ငံတွေကိုရွှေ့ပြောင်းပြီးတော့နေချင်တာလားဒါကကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှာ visa career path နဲ့ဒီ long term plan တွေကအစပေါ့နော်အကုန်အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်ဥပမာပြောရရင်ဒီနိုင်ငံမှာပဲကိုကအခြေချတဲ့အထိဆက်ပြီးတော့နေချင်တယ်ဆိုလို့ရှိရင်ကျောင်းပြီးလို့ရှိရင်ဘာအခွင့်အရေးတွေရှိနိုင်အောင်မလဲဘယ်လို visa မျိုးတွေနဲ့နေလို့ရနိုင်လဲဆိုတာကိုကလေ့လာထားဖို့လိုအပ်တယ်ဒါသမမို့ကိုကအခွင့်အရေးရှိတဲ့နိုင်ငံတွေကိုကျောင်းပြီးလို့ရှိရင်ပြောင်းပြီးတော့နေချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ major နဲ့ဘယ်နိုင်ငံကအလုပ်တွေပေးနေလဲဆိုတာကိုလည်းသိဖို့လိုအပ်ပါတယ်တတိယချက်ကတော့ကိုကတဘာဝတရားနဲ့အေးချမ်းနေရတာကိုကြိုက်တာလားမြို့ကြီးပြကြီးလိုမျိုးအသက်ဝင်တဲ့နေရာမျိုးကိုကြိုက်တာလားဘာဖြစ်လို့လဲဆိုတော့ကိုမကြိုက်တဲ့ lifestyle မှာနေရရင်ရေရှည်မပြောနဲ့ပေါ့နော်ကြောင်းတက်တာတော့ stress ဖြစ်နိုင်ပါတယ်အဲ့ဒါကလည်းအရေးကြီးတဲ့မှာပါတယ်ပေါ့နော်နောက်ဆုံးချက်ကတော့ကိုယ့်ရဲ့ budget ကဘယ်လောက်ရှိလဲဆိုတာပါပဲကိုယ့်ရဲ့ budget ကအကြောင်းစိတ်နေစိတ်စားစိတ်အပြင်ဒီ daily expense တွေပေါ့နော်အပေါ်မှာအဆင်ပြေနိုင်လားဆိုတာကိုချိန်ဆတတ်ဖို့လိုပါတယ်သိထားရမှာတော့ဘယ်နိုင်ငံကမှအကောင်းဆုံးရယ်လို့မဟုတ်ပါဘူးကိုကဘယ်နိုင်ငံမှာပဲကြောင်းတက်တက်ဘယ်နိုင်ငံကိုပဲသွားကိုနဲ့အဆင်ပြေဆုံးဖြစ်တဲ့နိုင်ငံကသာအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ဟာနာပြောတဲ့ဒီမေးခွန်းလေးတွေကိုကိုယ့်ဘာကိုမေးကြည့်ပြီးတော့ကိုကဘယ်နိုင်ငံနဲ့အဆင်ပြေလောက်လဲဆိုတာကို comment ထဲမှာမှန်ခဲ့ကြပါဦးပြီးရင်တယောက်နဲ့တယောက်ကူညီပြီးတော့ဖြေပေးကြပါတော့နော်တတား